ဂတ်လ10ရက်နေ့ကနေ13ရက်နေ့အတွင်းမှာလေမြန်မာနိုင်ငံနေရာဒေသအများအပြားမှာမိုးထစ်ချုံရွာနိုင်ပြီးတော့တချို့နေရာတွေမှာနေရာကွက်ကြားကနေနေရာစိတ်မိုးကြီးနိုင်တယ်ဆိုပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေပြီးတော့ဒီကနေ့မနေ့10ရက်နေ့ရက်စွဲသတင်းနဲ့သတင်းပေးချက်ထုတ်ပြန်ထားပါတယ်။နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးနဲ့တနင်္လာရီတိုင်းဒေသတွေပြင်ကချင်ကယားကရင်ချင်းမွန်ရခိုင်ရှမ်းစတဲ့ဒေသတွေမှာဆိုလို့ရှိရင်နေရာကွက်ကြားကနေပြီးတော့နေရာစိတ်မိုးထစ်ချုံရွာနိုင်ပြီးတော့တချို့နေရာဒေသတွေမှာဆိုလို့ရှိရင်မိုးတိထန်စွာရွာသွန်းနိုင်ပါတယ်ဆိုပြီးတော့သတိပေးထားပါတယ်။မုတ်တုံတွေအားကောင်းနေခြင်းနဲ့မိုးတိမ်တောင်ဖြစ်ထွန်းမှုတွေအားကောင်းနေခြင်းကြောင့်ရုတ်တရက်မိုးတိထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်တာတွေပြီးရေကြီးခြင်းနဲ့အတူမြေပြိုခြင်းတွေစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ထွန်းနိုင်တာကြောင့်အထူးသတိထားကြဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့်ကုန်းမြင့်ဒေသတွေနဲ့တောင်ဆောင်ဒေသတွေမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်ကိုအထူးသတိထားကြဖို့နဲ့မြင့်ငယ်ချောင်းငယ်နဲ့ဒီမြေနိမ့်ပိုင်းဒေသတွေမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုကိုကြိုတင်ပြီးတော့သတိထားကြဖို့လိုအပ်ပါတယ်။ဒါအပြင်လေကြောင်းခီးစဉ်တွေနဲ့ပင်လယ်ထွက်မဲ့ငါးဖမ်းလေတင်မောတွေအနေနဲ့လည်းရာသီဥတုအခြေအနေကိုအထူးဂရုပြုကြဖို့ဆိုပြီးတော့မိုးစလာကအသိပေးနှိုးဆော်ထားပါတယ်။ဒီသတိပေးချက်ကဩဂတ်လ10ရက်နေ့ကနေ13ရက်နေ့အတွင်းဖြစ်တာမို့မြန်မာနိုင်ငံနေရာဒေသမိုးများတဲ့နေရာဒေသတွေမှာနေထိုင်နေကြတဲ့မိသားစုတွေမိတ်ဆွေတငယ်ချင်းတွေစီကိုဒီဗီဒီယိုလေးကို share ပေးခြင်းဖြင့်ကူညီပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်မြန်မာနိုင်ငံလူနိုင်ငံသားများအားလုံးလည်းအန္တရာယ်ကင်းပေးကင်းကြစေဖို့ကျွန်မဒီကနေပြီးတော့ဆုတောင်းလိုက်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ် Globe Trotter ကြပါရှင် bye bye